ကွာဒီမှာကျွန်တော်အကောင်မြင်ဆုံးပဲအာရဟိုးဘက်မှာရှိသေးတယ်ဟောကြာကဲအုံးသီးလေးတွေအေးနေလို့တရတီအောင်ငါတရတီလေးကျွေးသမှာကွာငါတရတီစားကြင်မှာဆိုမှဒီကောင်မရောင်းဘူးဒီမှာတရတီခုတတိမရသေးဘူးကွာငါဒီကစောင့်နေ400တောင်ရှိနေခုတတိမပေးသေးဘူးလားခုတတိငါ့ကိုတရတီမပေးသေးဘူးလား Robux 980နဲ့မဝယ်ပါဘူးဈေးကြီးရဲ့အောင်တရတီတစ်လုံးနဲ့ Robux 900တော့အကုန်မခံနိုင်ဘူးငါတင်ကအပြင်မှာပဲဝယ်စားမယ်အပြင်မှာဝယ်စားရင်တော့မှတရတီတစ်လုံး300ပဲရှိရတော့မဝယ်ဘူးရလက်တော့အကြောင်းဒီရေသွင်းရဒီတိုင်းအလှပဲထားလားဘာမှလည်းသုံးဆောင်မရအောင်အေးပါကွာအလုံးမန်းသိရင်အဲ့ဒါမဝယ်လိုက်ပါတော့ပါလေးလေဟာလှလိုက်တာโอเคအဲ့တော့ channel မှာရှိရတာအကုန်ရုပ်သိမ်းမယ်ကွာဒီမှာတွေ့လား star fruit ကျဲသီးတွေရောလှရကွာโอเคဒီ star fruit ဘယ်လောက်ရမလဲဆိုတော့ရောင်းကြည့်လောက်မယ်အုံးသီးလေးလုံးမလေးလုံးအိုးရောက်ရေး colorful အုံးသီးလေးရောဒီအုံးသီးလေးရောအလှထားလိုက်တော့မယ်ကျန်တဲ့အုံးသီးကိုအကုန်ရောင်းလိုက်တော့မယ်တော့โอเคဒီမှာ dragon fruit တွေရောရောင်းမယ်အကုန်ရောင်းမယ်ဒါပါလေးလေအိုးလှတွေကနေဒီလှတဲ့ဟာလေးရောဒီတိုင်းပဲထားလိုက်တော့မယ်အလှထားမှသိရမလားနေနေအိုး wait what ကျွန်တော်ရဲ့ဒူးရင်ဟိုရွှေဒူးရင်ကြီးရောဒီတိုင်းမှာအေးရမကြီးတွေအကြီးကြီးတွေရှိရဟာမုံဝလွယ်ခိုးခံရပြီတင်နေဗျဘယ်လိုမှတ်မိလာတော့မသိဘူးကျွန်တော် episode 3မှာလေအဲ့ဒူးရင်ကြီးကိုကျွန်တော်စုထားလေဗျာမယောင်းမဲနဲ့လေဒီနားလေးမှာအေးရမဒူးရင်ရွှေဒူးရင်ကြီးလေကိုရန်ဒူးရင်ခုတော့တော်တော့လစ်တုတ်သွားပြီတင်နေဗျသိလားဘယ်ချိန်တော့ဒီကောင်ကြီးယူလိုက်တော့မသိဘူးโอเคထားလိုက်ပါတော့ဗျာရှိတဲ့ဟာပဲရောင်းလိုက်တော့မယ်โอเคအော်မှာတခုတော့ကြံသေးပါတယ်ဟောပြောပြီးကဲအဲ့ဒီတော့ဒီမဲဘုံကသူကဘယ်လောက်လဲအချိန်22မိနစ်ကြံနေရနော်အဲ့တော့ရောင်းမယ်ဆရာကြီးအဲ့တော့ကျွန်တော်တို့ဘာရင်ရောင်းမယ်ဒါပါကြီးလဲfrozen shop coconut တဲ့အုံးဒီကိုရေခဲရိုက်ထားဘယ်လောက်တန်ဖိုးရှိလဲတသိန်းနဲ့ရောက်ရေးတိတ်မကျေနပ်သေးဘူးโอเคဒီရောကြော clash share တဲ့ clash share လားပါလဲတော့မသိဘူးโอเคအဲ့တော့ဒီကောင်ဘယ်လောက်လဲ8300မတန်ဘူးရဈေးမကြီးသေးဘူးငါ2 million ကျော်မှဈေးကြီးရလို့ပြောချင်တာဒါရော8200နဲ့ okay 8200ဆိုတော့အဲ့ဒါရောoh 4 million oh my god ရောဒီ star fruit ရတော်တော်ဈေးကြီးတာပဲကွာကျေသေးရလဲ4.8 million ကျန်းတာပေါ့ကွာရောင်းမှာပေါ့ okay အဲ့ဒီတော့နေရောနောက်ထပ်ပါရှိသေးလဲဆိုတော့ဒီရောမုံလာဥနေရောမုံလာဥကအဲ့လောက်ဈေးမရှိတော့ဘူးကွာ2000ပဲရှိရဒီကောင်ကဘယ်လောက်ရှိလဲနောက်ဒီကောင်ကဆိုတော့ 4.9 million အဲ့ရောက်ဒီကောင်လည်းဈေးကြီးတာပဲကွာ okay 4.9 million နဲ့အဲ့တော့ဒီကောင်ကတော့နည်းနည်း weight များတယ်ဆိုတော့ဘယ်လောက်လဲ59 million let's go တထိပ်ဖြစ်သွားပြီကွာအေးပါကွာ363နဲ့ဘာဖြစ်ပြပတ်စံနေတော့အများကြီးရလာပြီကွာနေဒီမှာနေ short တဲမှာဘာဝယ်လို့ရသေးလဲ oh my god အစ်စ်တွေဝယ်လို့ရတယ်ကွာ limited time short တဲ့ဒါတွေကကျွန်တော်ထင်တော့အလားပဲထားလို့ရပြီအစ်မလားချန်ကျွန်တော်တို့ရဲ့ဒီကားနဲ့ပေါ့ဥယျင်ကိုအလားဖြစ်စေခြင်းနဲ့ကျွန်တော်ဒါဝယ်ပေါ့ဗျာနေဟိုဟာတွေမရောင်းတော့လားအကောင်တွေမရောင်းတော့လားကျွန်တော်အကောင်ဝယ်ခြင်းနဲ့သိလား okay ဘာဖြစ်ပြရေသွင်းလေးရတော့လှပါတယ်ဟုတ်ပြီအဲ့တော့ကျွန်တော်တို့စောင့်ရမှာဒီရရဲ့စောင့်ရမယ်16မိနစ်ရဲ့ကျွန်တော်ဒီဥကြီးကိုဖောက်ဖို့အတွက်ခဏစောင့်လောက်မယ်အဲ့တော့စောင့်နေရဲ့အတွင်းမှာတော့ကျွန်တော်တို့ဒီမှာကျွန်တော်မန်ကိုတရတီ38စက္ကန့်ခဏစောင့်လိုက်အောင်မယ်တရတီဒါမှမဟုတ်ဒီမှာ